Episode အသက်65ကျော်ပြီးနောက်ကျန်းမာရေးကပိုကောင်းလာနိုင်သလားမင်္ဂလာပါ Happy Healthy Hacks Podcast မှာကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့အသက်ကြီးလာတာနဲ့ကျန်းမာရေးဟာအမြဲတမ်းကျဆင်းသွားရမယ်ဆိုတဲ့အယူအဆကိုပြောင်းလဲပေးနိုင်တဲ့နောက်ဆုံးပေါ်ဆေးပညာသုတေသနအကြောင်းကိုမျှဝေပေးသွားမှာဖြစ်ပါတယ်လူတော်တော်များများကအသက်ကြီးလာရင်အားနည်းမယ်မှတ်ဉာဏ်ကျမယ်လမ်းလျှောက်ရခက်မယ်နာတာရှည်ယောဂတွေပိုများလာမယ်လို့ယုံကြည်ကြပါတယ်ဒါပေမဲ့နောက်ဆုံးထွက်ရှိလာတဲ့သုတေသနတစ်ခုကအံ့အားသင့်စရာအဖြေတစ်ခုကိုပေးထားပါတယ်အသက်65နှစ်ကျော်သူတွေတဲကလူအများပြားဟာအချိန်ကြာလာတာနဲ့အမျှကျန်းမာရေးပိုမိုကောင်းမွန်လာနိုင်တယ်လို့ဆိုပါတယ်ဒီသုတေသနမှာအသက်ကြီးသူတွေကို10နှစ်ကျော်ဆက်တိုက်လေ့လာခဲ့ပါတယ်ရလက်အရလူ4ယောက်ထဲက2ယောက်နီးပါးဟာကိုယ်ခန္ဓာစွမ်းအားပိုကောင်းလာခြင်းမှတ်ဉာဏ်ပိုကောင်းလာခြင်းသို့မဟုတ်နှစ်မျိုးစလုံးမှာတိုးတက်မှုရှိလာတာကိုတွေ့ရှိခဲ့ပါတယ်ဒါကဘာကိုပြောပြတယ်လဲဆိုတော့အသက်ကြီးလာတာဟာကျန်းမာရေးကျဆင်းမှုသတ်မှတ်ထားတဲ့အရာမဟုတ်ပါဘူးကျွန်တော်တို့ရဲ့နေ့စဉ်အလေးအကျင့်တွေကပိုပြီးအရေးကြီးပါတယ်ဒါဆိုဘာကြောင့်တချို့လူတွေကပိုကျန်းမာလာကြတာလဲသုတေသနအရအရေးကြီးတဲ့အချက်တစ်ခုကစိတ်နေစိတ်ထားဖြစ်ပါတယ်ငါအသက်ကြီးနေပြီငါမလုံနိုင်တော့ဘူးငါဘဝကအခုကစပြီးကျဆင်းတော့မယ်လို့အမြဲတွေးနေသူတွေထက်ငါဒီနေ့လဲတင်ယူနိုင်သေးတယ်ငါလှုပ်ရှားနိုင်သေးတယ်ငါကျန်းမာရေးကိုဂရုစိုက်ရင်ပိုကောင်းလာနိုင်တယ်လို့ယုံကြည်တဲ့သူတွေမှာကျန်းမာရေးရလဒ်တွေပိုကောင်းတာကိုတွေ့ရှိခဲ့ပါတယ်နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့အချက်တစ်ခုကလမ်းလျှောက်နှုန်းဖြစ်ပါတယ်ဆရာဝန်တွေကလူတစ်ယောက်ဘယ်လောက်မြန်မြန်လမ်းလျှောက်နိုင်တယ်လဲဆိုတာကိုကြည့်ုံနဲ့အနာဂတ်ကျန်းမာရေးကိုအတော်လေးခန့်မှန်းနိုင်တယ်လို့ဆိုပါတယ်လမ်းလျှောက်နိုင်စွမ်းကခြေထောက်ကြွက်သားနှလုံးအဆုပ်အုံနောက်နဲ့အာယုံကြောစနစ်အားလုံးရဲ့ကျန်းမာရေးကိုထင်ဟပ်စေတဲ့အညွှန်းတစ်ခုဖြစ်ပါတယ်ဒါဆိုအသက်ကြီးလာတဲ့အခါဘာလုပ်သင့်တယ်လဲပထမဆုံးနေ့တိုင်းလမ်းလျှောက်ပါမိနစ်20ကနေ30အထိလမ်းလျှောက်ခြင်းကနှလုံးကျန်းမာရေးကိုကောင်းမွန်စေပြီးသွေးပေါင်ချိန်စီးချိုနဲ့မှတ်ဉာဏ်ကိုလည်းအထောက်အကူပြုနိုင်ပါတယ်ဒုတိယအုံနောက်ကိုအလုပ်ပေးပါစာဖတ်ပါတရားထိုင်ပါတခြင်းနားထောင်ပါအသစ်တွေသင်ယူပါအုံနောက်ဟာအသက်ကြီးသွားလို့အလုပ်ရက်သွားတာမဟုတ်ပါဘူးလေ့ကျင့်ပေးရင်ဆက်လက်တိုးတက်နိုင်ပါတယ်တတိယမိသားစုမိတ်ဆွေတွေနဲ့အဆက်အသွယ်မပြတ်ပါနဲ့အထီးကျန်မှုဟာစိတ်ကြယောဂမှတ်ဉာဏ်ကျဆင်းမှုနဲ့နှလုံးယောဂတွေဖြစ်နိုင်ခြေကိုတိုးစေနိုင်ပါတယ်တနေ့ကိုလူတစ်ယောက်နဲ့စကားပြောရုံတောင်စိတ်ကျန်းမာရေးအတွက်အကျိုးရှိပါတယ်စတုထအစားအသောက်ကိုဂရုစိုက်ပါဟင်းသီးဟင်းရွက်တစ်သီးဝက်လံပဲမျိုးမျိုးငါးနဲ့အခွန်မာသီးတွေကိုပိုစားပါတကြားနဲ့အလွန်ပြုပြင်ထားတဲ့အစားအစာတွေကိုတတ်နိုင်သမျှလျှော့စားပါနောက်ဆုံးပြောချင်တာကအသက်ကြီးလာတာကိုမကြောက်ပါနဲ့အသက်ဟာကိန်းဂဏန်းတစ်ခုပဲဖြစ်ပါတယ်။တင့်ရဲ့အနာဂတ်ကျန်းမာရေးကိုဆုံးဖြတ်ပေးတာကတင့်ရဲ့နေ့စဉ်အလေးကျင့်တွေဖြစ်ပါတယ်။ဒီနေ့ကစပြီးလမ်းလျှောက်ပါ။ရေများများတောက်ပါ။အာဟာရပြည့်ဝတဲ့အစားအစာတွေစားပါ။စိတ်ဖိစီးမှုကိုလျှော့ချပါ။တင်ယူတာကိုမရက်လိုက်ပါနဲ့။ဒီသေးငယ်တဲ့အလေးကျင့်တွေဟာနောက်နှစ်ပေါင်းများစွာအတွက်ကြီးမားတဲ့အကျိုးကျေးဇူးတွေကိုပြန်လည်ပေးစွမ်းနိုင်ပါတယ်။ဒီနေ့ podcast ကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။ဒီလိုနောက်ဆုံးပေါ်ဆေးပညာသုတေသနတွေကိုမြန်မာဘာသာနဲ့အလွယ်တကူနားလည်အောင်တင်ဆက်ပေးနေတဲ့ Happy Healthy Hacks ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့။နောက် episode မှာပြန်လည်ဆုံတွေ့ကြပါမယ်။ကျန်းမာပြီးပျော်ရွှင်တဲ့နေ့ရက်များကိုပိုင်ဆိုင်နိုင်ကြပါစေ။